ထိုးစစ်နဲ့တောက်စစ်မှာအာနိသင်ရတဲ့အချိန်ရန်ကွာခြားနေတာဘာကြောင့်လို့ထင်ပါတယ်။အားလုံးပဲမင်္ဂလာပါကျွန်မကတော့ဆေးဝါးပညာရှင်မခင်ပြုံးချိုပဲဖြစ်ပါတယ်။ဒီနေ့ဗီဒီယိုလေးမှာဆေးပုံစံအမျိုးမျိုးပေါ်မူတည်ပြီးတော့မှအာနိသင်ရတဲ့အချိန်ကွာခြားရတာဘာကြောင့်လဲဆိုတာကို manufacturing point of view ကနေပြီးတော့မှရှင်းပြပေးသွားမှာဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ဆေးတောင်ဆေးခဲတွေကိုတောက်ပြီးတဲ့အခါမှာအာနိသင်ရဖို့အတွက်နိုင်ဝက်ကနေတနာရီကြာရဲဆိုတာကိုသိပါသလား။ဘာကြောင့်လို့ထင်ပါတယ်လဲ။ဘာကြောင့်လဲဆိုရင်ဆေးတစ်လုံးတောက်ပြီးတဲ့အခါဆေးကခန္ဓာကိုယ်ထဲမှာရှိနေတဲ့အစာအိမ်ထဲကိုအရင်ရောက်ရပါတယ်။အဲ့ဒီအစာအိမ်ထဲမှာရှိနေတဲ့အက်ဆစ်ထဲမှာသူကအရင်ဆုံးပျော်ဝင်ရတယ်။ပျော်ဝင်ပြီးတဲ့နောက်မှာအစာအိမ်ဦးလမ်းကြောင်းတွေကိုဖျက်ချော်ပြီးတော့ခန္ဓာကိုယ်ရဲ့သွေးကြောတွေထဲကိုသွားရပါတယ်။ထိုသွေးကြောတွေကနေသဖြင့် target organ ကိုသူကသွားရပါတယ်။အဲ့ဒီ target organ ရောက်မှသာလျှင်ဆေးရအာနိသင်ကိုစပြီးတော့ပြနိုင်တာပဲဖြစ်ပါတယ်။ဥပမာဆိုရင်ကိုယ်လက်ကိုက်ခဲဖျားနှံနေတဲ့လူတစ်ယောက်ကပါရာစီမော900 mg tablet လေးကိုတောက်ပြီးနိုင်ဝက်လောက်ကြာမှဆေးအာနိသင်ကိုစရလို့သူကယောဂဝေဒနာစပြီးတော့တက်တာလာနိုင်တာပဲဖြစ်ပါတယ်။ဒုတိယတစ်ခုအနေနဲ့ Seret လို့ခေါ်တဲ့ဆေးရည်တွေအကြောင်းပဲဖြစ်ပါတယ်။ဆေးရည်တွေကဆေးလုံးဆေးခဲတွေနဲ့စာရင်တော့ပိုပြီးတော့မြန်အာနိသင်ကိုရနိုင်ပါတယ်။ဘာလို့လဲဆိုရင်သူကခန္ဓာကိုယ်ထဲရောက်တဲ့အခါမှာဆေးလုံးဆေးတောင်းတွေလိုမျိုးပျော်ဝင်ဖို့အချိန်စောင့်စရာမလိုဘဲနဲ့ဆေးရည်ကတခါတည်းခန္ဓာကိုယ်မှာရှိတဲ့အစာအိမ်ဦးလမ်းကြောင်းတွေကိုဖျက်ကျော်ပြီးသွေးကြောကနေသစင် target organ တွေကိုပိုမြန်သွားနိုင်တဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။နောက်တစ်ခုအနေနဲ့ထိုးဆေးတွေအကြောင်းပဲဖြစ်ပါတယ်။ထိုးဆေးတွေမှာပုံမှန်အားဖြင့်၄မျိုးရှိပါတယ်။ပထမတစ်မျိုးက intravenous လို့ခေါ်တဲ့သွေးပြန်ကြောထဲကိုထိုးထည့်တဲ့ဆေးပဲဖြစ်ပါတယ်။အဲ့ဒီမှာသွေးပြန်ကြောထဲကိုထိုးထည့်တဲ့ဆေးရဆိုရင်ဆေးထိုးပြီးစက္ကန့်ပိုင်းအတွင်းမှာကိုဆေးရအာနိသင်ကိုရနိုင်ပါတယ်။ဘာလို့လဲဆိုရင်သူကဘယ် barrier မှဖြတ်เสียရမလိုပဲနဲ့သွေးကြောထဲကိုဆေးကဓာတ်ရိုက်ရောက်သွားတဲ့အတွက်ကြောင့်မလို့သူ့ရဲ့ target organ ကိုစက္ကန့်ပိုင်းအတွင်းဆေးရရောက်ပြီးဆေးရအာနိသင်ကိုပေးနိုင်တာပဲဖြစ်ပါတယ်။ဒါကြောင့်မလို့အဲ့ဒီ IV ဆေးကိုအရေးပေါ်လူနာတွေပြင်းထန်စွာဝေဒနာကိုခံစားနေရတဲ့လူနာတွေနဲ့ ICU လူနာတွေမှာမဖြစ်မနေအသုံးပြုကြပါတယ်။ဒီတစ်ခုကကြတော့ intramuscular လို့ခေါ်တဲ့ကျမတို့ရဲ့ကြွက်သားရည်ထဲကိုထိုးထည့်တဲ့ဆေးပဲဖြစ်ပါတယ်။ထိုးပြီးမိနစ်5မိနစ်ကနေ15မိနစ်အတွင်းမှာဆေးရအာနိသင်ကိုရနိုင်ပါတယ်။သူကဆိုရင်ဒီကြွက်သားထဲကနေပြီးတော့မှသွေးကြောထဲကိုဆေးရောက်မဲ့အချိန်နည်းငယ်လေးတော့ဆောင်းရတဲ့အတွက်ကြောင့်နည်းနည်းလေးပိုကြာသွားတာပဲဖြစ်ပါတယ်။တတိယတစ်ခုကကြတော့ subcutaneous လို့ခေါ်တဲ့ကျမတို့ရဲ့အဆီလွှာထဲကိုထိုးထည့်ဆေးဖြစ်ပြီးတော့15မိနစ်ကနေမိနစ်30လောက်ကြာပြီးမှသာလျှင်ဆေးရအာနိသင်ကိုရနိုင်ပါတယ်။သူကလည်းပထမကြွက်သားလိုမျိုးပဲအဆီလွှာကိုဖြတ်ပြီးတော့မှသွေးကြောထဲကိုဝင်ရတဲ့အတွက်ကြောင့်အနည်းငယ်ကြာသွားတာပဲဖြစ်ပါတယ်။နောက်ဆုံးတစ်ခုကတော့ intradermal လို့ခေါ်တဲ့အရေပြားအောက်ကိုထိုးထည့်ဆေးဆိုပြီးတော့ရှိပါတယ်။စက္ကန့်ပိုင်းအတွင်းမှာကိုအာနိသင်ကိုရနိုင်ပါတယ်။နောက်ဆေးတစ်မျိုးကတော့လိမ်ဆေးပဲဖြစ်ပါတယ်။ခါနာတာဒူးနာတာတွေမှာအဲ့ဆေးကိုလိမ်ပြီးမိနစ်ပိုင်းကနေပြီးတော့မှနိုင်ပိုင်းအတွင်းဆေးရဲ့အာနိသင်ကိုရနိုင်ပါတယ်။ဒါပေမဲ့ဒီဆေးကတော့ခန္ဓာကိုယ်တစ်ခုလုံးကိုမသွားဘဲနဲ့သူလိမ်လိုက်တဲ့နေရာမှာပဲအာနိသင်ပေးတာဖြစ်ပါတယ်။ဒါကြောင့်မလို့ဆေးမတောက်ခြင်းပဲအဲ့ဒီနေရာလေးမှာပဲဆေးရဲ့အာနိသင်ကိုလိုချင်နေဆိုရင်လိမ်ဆေးတွေကိုရွေးချယ်ပြီးသုံးလို့ရပါတယ်။နောက်ဆုံးတစ်ခုအနေနဲ့တောက်ဆေးတွေမှာ SR/ER လို့ဖော်ပြပေးထားတဲ့ဆေးတွေအကြောင်းကိုတင်ပြချင်ပါတယ်။ဥပမာကျမတို့ဈေးကွက်ထဲမှာဆိုရင် metformin XR, nifedipine XR ဆိုပြီးတော့တွေ့ရတတ်ပါတယ်။ဒါတွေကဘာကြောင့်လဲဆိုရင်အဲ့ဒီဆေးရအာနိသင်ကိုမြန်မကုန်အောင်အချိန်ကြာကြာထိန်းထားနိုင်အောင်လို့ formulation ဘိုင်းတွေကိုအထူးဒီဇိုင်းပြုလုပ်ပြီးတော့မှထုတ်လုပ်ပေးထားတာပဲဖြစ်ပါတယ်။ဘာလို့လဲဆိုရင်ကျမတို့ကဆေးတစ်လုံးကိုတောက်တဲ့အခါမှာအာနိသင်ရဖို့အတွက်နိုင်ဝက်တစ်နာရီစောင့်ရပါတယ်။အဲ့လိုနိုင်ဝက်တစ်နာရီကြာရင်ဆေးအာနိသင်ရလာတယ်။3-4နာရီလောက်ကြာတဲ့အခါမှာဆေးအာနိသင်ကကုန်လာတယ်။ဥပမာဆိုရင်ကိုပူပြီးဖျားတဲ့သူကတောက်ပြီးနိုင်ဝက်လောက်နေရင်အဖျားကျပြီးတော့4-5နာရီလောက်ကြာရင်ကိုပြန်ပူလာတာမျိုးပေါ့နော်။အဲ့တော့ဆေးကိုနောက်တစ်ချိန်ထပ်တောက်ရပါတယ်။ဒါကြောင့်မလို့ဆရာဝန်တွေကတစ်နေ့ကိုဆေး3ချိန်တောက်ပါဒါမှမဟုတ်4ချိန်တောက်ပါဆိုပြီးတော့ဆေးကိုပေးကြပါတယ်။တစ်နေ့3ချိန်ဆိုရင်8နာရီခြားတောက်ပြီးတော့တစ်နေ့4ချိန်ဆိုရင်6နာရီခြားတစ်ခါဆေးတောက်ရပါတယ်။ဖျားတာနာတာလောက်မှာပြဿနာမရှိပေမဲ့ကျမတို့နာတာရှည်ယောဂတွေဖြစ်တဲ့စီးကြိုတွေသွေးတိုးသမားတွေကြတော့နေတိုင်းနေပါဆေးကိုတောက်ရတဲ့အခါတစ်နေ့3-4ချိန်တောက်မဖြစ်နိုင်ဘူးပေါ့နော်။အဲကြောင့်မလို့ဆေးကိုတစ်နေ့တစ်ချိန်တို့မှဟုတ်2ချိန်ထက်ပိုမတောက်ရအောင်လို့ဆေးတစ်လုံးတောက်ပြီးဆေးအာနိသင်ကိုကြာရအောင်ထုတ်လုပ်ပေးထားတာမျိုးပဲဖြစ်ပါတယ်။ဒါကြောင့်မလို့အဲ့လိုဆေးမျိုးကိုချိုးပြီးတော့တောက်တာကြိတ်ပြီးတော့တောက်တာမျိုးစသဖြင့်လုံးဝမလုပ်သင့်ပါဘူးเนาะအဲ့လိုမျိုးလုပ်မယ်ဆိုရင်ဆေးရဲ့အာနိသင်ကိုအပြည့်ဝရမှာမဟုတ်တော့ပါဘူးဒါအပြင်ပေါ့နော်ကိုယ့်သဘောဆန္ဒနဲ့ဆေးတစ်လုံးနဲ့တောက်တာမတတ်တာဘူးဆေးနှလုံးတောက်မယ်ဆိုတာမျိုးကြီးလည်းလုံးဝမလုပ်သင့်ပါဘူးပြီးတော့ထိုးဆေးကအမြဲကောင်းတယ်လို့လည်းမတွေးထားသင့်ပါဘူးဆေးကိုခန္ဓာကိုယ်အတွက်လိုအပ်တဲ့ပမာဏပေါ်မူတည်ပြီးတော့မှထုတ်လုပ်ပေးထားတာဖြစ်တဲ့ကြောင့်မလို့ဆေးပိုတောက်လို့အာနိသင်ပိုရတယ်ဆိုတာမျိုးမရှိပါဘူးဒါပေမဲ့ဆေးပိုတောက်လိုက်တဲ့အတွက်ကြောင့်မလို့ခန္ဓာကိုယ်မှာရှိတဲ့အသည်းတွေကြောက်ကက်တွေတော့ထိခိုက်ပျက်စီးနိုင်ပါတယ်ဆေးတွေကအသက်အရွယ်ပေါ်မူတည်ပြီးတော့မှလိုအပ်တဲ့ပမာဏမတူညီပါဘူးပြီးတော့ဆေးတိုင်းကိုအစာစားပြီးမှတောက်ရမယ်ဆိုတာလည်းမဟုတ်ပါဘူးပေါ့နော်တချို့ဆေးတွေမှာအစာနဲ့ရောပြီးတော့တောက်မယ်ဆိုရင်ဆေးအာနိသင်လျော့သွားတတ်ပါတယ်
ဒါကြောင့်မလို့ဆေးအညွှန်းစာရွက်တွေဆရာဝန်ရဲ့ညွှန်ကြားချက်တွေဒါမှမဟုတ်ဆေးဝါးပညာရှင်တွေရဲ့ညွှန်ကြားချက်တွေကိုစနစ်တကျလိုက်နာပြီးတော့မှဆေးကိုတောက်သုံးသင့်ပါတယ်။ဒါကြောင့်မလို့ဆေးကိုနားလည်ပြီးမှန်မှန်ကန်တောက်သုံးတတ်ဖို့အရေးကြီးကြောင်းတင်ပြလိုက်ရပါတယ်။နောက်လည်းအခုလိုဗုဒ္ဓတရားရမယ့်ဗီဒီယိုလေးတွေကိုဆက်လက်ဖန်တီးပြီးတော့မှတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မို့ကျမရဲ့ MFG Manta ဆိုတဲ့ channel လေးကို like and subscribe လုပ်ခဲ့ပြီးဖို့မမေ့နဲ့ဦးနော်။